ခင်ဗျားဝေယံမိုဘိုင်းရှော့ပါ Vivo ကနေနောက်ဆုံးထွက်ရှိထားတဲ့ Ultra series ထဲမှာအရန်လူကြိုက်များပြီးရောင်းရတဲ့ Ultra 2မျိုးကိုကျွန်တော်တို့ဒီနေ့ပစ္စည်းလေးပြရရင်လည်းရောင်းချပေးမှာဖြစ်ပါတယ်အဲ့ဒါဘာ model လေးတွေလဲဆိုတော့ Vivo ကထွက်ရှိထားတဲ့ H900 Ultra နဲ့ H300 Ultra လေးတွေဖြစ်ပါတယ်အခုလက်ရှိကျွန်တော်ရှိကိုရောက်ထားတဲ့ H900 Ultra နဲ့ H300 Ultra လေးတွေဆိုလို့ရှိရင်အလုံးဝအသစ်တိုင်းလေးတွေဖြစ်တယ် parking ဖောက်စစ်ထားပြီးတော့ CE ရစောင့်ထားတဲ့အလုံးလေးတွေဖြစ်တဲ့အတွက်ကြောင့်မိတ်ဆွေစက္ကန့်မကန်ရဘဲနဲ့အစ်ကိုစက္ကန့်စီးနဲ့ကန်ရမှာဖြစ်ပါတယ်အခုလက်ရှိကျွန်တော်ရှိမှပြထားတဲ့ဒီ H300 Ultra ဆိုလို့ရှိရင် Run 12512 parking ဖောက်စစ်ကို CE ရစောင့်ပြီးသားလေးရမယ်ပေါ့နော် CE ရစောင့်ပြီးသားလေး Run 12512 parking ဖောက်စစ်လေးကို58သိန်း5000နဲ့ H300 Ultra တွေကနှလုံးရရှိပါမယ်ခင်ဗျာကပ်ပယ်ပေါ့နော်parking ဖောက်စစ်အသစ်ချွတ်ရမယ်နော်58သိန်း5000နဲ့ H900 Ultra မှာဆိုလို့ရှိရင်ကျွန်တော်တို့၄လုံးအောင်ရှိပါတယ်ဒီကောင်လေးကအနီလေးက 1TB အလုံးလေးဖြစ်တယ် 1TB လေးကိုဒီကောင်ကျွန်တော်ရောင်းချပေးမယ်ဈေးနှုန်းလေးက43သိန်းနဲ့5000နဲ့ကျွန်တော်ရောင်းချပေးမယ် H900 Ultra 1TB ဘူးပစ္စည်းအစုံစီးရန်စောင့်ပြီးသားလေးဖြစ်မယ် H900 Ultra 16.12ကအဖြူအောင်3လုံးရှိပါမယ်ဒီ H900 Ultra 16.12အဖြူ3လုံးကကျွန်တော်ရောင်းချပေးမယ်ဈေးနှုန်းလေးက parking ဖောက်စစ်တွေပဲနော်မိတ်ဆွေစက္ကန့်မဟုတ်ဘူး parking ဖောက်စစ်လေးတွေကိုကျွန်တော်ရောင်းချပေးမယ်ဈေးနှုန်းလေးက39သိန်း5000နဲ့ရောင်းချပေးပါမယ်အခုကျွန်တော်ပြသွားတဲ့ Vivo ဖုန်းလေးတွေကြိုက်လက်တက်တယ်ဆိုရင်တော့ကျွန်တော်တို့ Waymo Mobile Shop ရန်ကုန်မြို့ကြောင်တောင်းစီမှာရှိတဲ့ဆိုင်မှာမိတ်ဆွေစိတ်နှမ်းကြလာရောက်စမ်းသပ်ပြီးဝယ်ယူအားပေးလို့ရတယ်လို့နယ်ဝေးကစတမာများအတွက်လည်းလူကြီးမျိုးကြိုက်လက်တက်ရအញ្ញံသုံးဖို့များလည်းပို့ဆောင်ပေးပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ